Also client ကိုအားနေနော်ဝက်ကောင်းသုံးနဲ့ဝက်ချီတော့စွပ်ပြုတ်ဆိုင်မှာစားတဲ့အရာသာလေးအိမ်မှာဘယ်လိုလှုပ်ရှားမလဲကျမ်းမာရေးနဲ့လည်းညီညွတ်အောင်ဘယ်လိုလှုပ်ရှားမလဲဆိုတာကြည့်ရှုပေးပါဦးနော်ကျွန်တော်ကတော့ဝက်ချီတော့ကောဝက်ကောင်းရောအကုန်လုံးကိုတုံးပြီးတော့အရင်ပြုတ်လိုက်တယ်ပေါ့နော်တရေပြုတ်လိုက်တယ်တရေပြုတ်ပြီးတော့ပုတ်ဆူလာတဲ့အချိန်မှာအမြုပ်တွေထွက်လာတဲ့အချိန်မှာအဲ့ဒီရေကိုအကုန်လုံးတွန်လိုက်ပါတယ်ဒါကတော့အချီအကျွဲတွေအမြုပ်တွေလုံးဝလျော့သွားတာဖြစ်ပါတယ်အဲ့ဒါကိုပြန်ဆင်အောင်ဆေးလိုက်ပါတယ်ဆင်အောင်ဆေးပြီးတော့မှတကြားနဲ့စီပြန်တက်မှာဖြစ်ပါတယ်အယောင်လှဖို့ပါဆိုတော့တကြားစီတက်ပြီးတကြားဆူလာပြီဆိုတော့မှခုနကဆေးထားတဲ့ဝတ်သားတုံးတွေကိုထည့်ပြီးတော့တကြားစီတက်မှာဖြစ်ပါတယ်အယောင်ပိုလာအောင်လို့ဘဲငယ်များကြီးအကြည့်ထဲမယ်အခုမှအရသာတခါတည်းပေါ့နော်စက်သားမုံတကြားနဲ့ငယ်နဲ့စားထည့်ပါတယ်ခယူးစီကြိုက်ရင်လည်းခယူးစီထည့်လို့ရပါတယ်ခယူးစီထည့်ရင်ပို့ပြီးတော့မွေးပါတယ်ဒါကိုအရင်ဆုံးအရေလေးခမ်းပြီးတော့စီပြန်အောင်တည်ထားရပါမယ်စီပြန်လာပြီဆိုတော့မှချက်သွန်ဖြူချင်းထောင်းလာတာနဲ့ငယ်ထည့်ပါတယ်အဲ့ဒါကိုထပ်ပြီးတော့စီလေးနဲ့လှိမ့်ပြီးတော့မွေးလာအောင်လုပ်ပေးရမယ်ပြီးရင်ကျွန်တော်ကတော့တစ်ကြိုးခေါက်နဲ့နနက်ပွင့်နှမျိုးပဲထည့်ပါတယ်အဲ့ဒီနှမျိုးထည့်ပြီးတော့မှထပ်ပြီးတော့မွေးအောင်စီလေးနဲ့လှိမ့်ပေးလိုက်ပါပြီးရင်တော့ရေထည့်ပြီးတော့ပြုတ်လို့ရပါပြီကျွန်တော်ကတော့ဒီဒဲအိုးထဲကနေပြီးတော့မှတန်အိုးကိုပြန်ပြောင်းလိုက်တယ်။ဘာကြောင့်လဲဆိုတော့အရေချက်မှာမလို့နော်။ဆိုတော့ဒီလိုပွက်ဆူလာပြီဆိုရင်ကျွန်တော်အရသာထပ်ဆက်မယ်။ရေထပ်ထည့်ပြီးတော့အရသာထပ်ဆက်ရမှာဖြစ်ပါတယ်နော်။ဒီအရေကတော့ချိုလေးပေါ့နော်။ဆိုင်မှာတောက်တယ်လို့မျိုးဆိုတခြားနည်းနည်းကဲရမှာဖြစ်ပါတယ်။တည်ထားတော့မှအချင်းဆက်မယ်မကြီးသည်အနှစ်အရေနဲ့ငရုတ်စီကိုတုံးထားတယ်။ဗမာငရုတ်စီပဲတုံးထားပါတယ်။ဗမာငရုတ်စီနဲ့ပဲလိုက်လို့ပါ။ကျမ်းမာရေးနဲ့ညီညွတ်အောင်ကတော့ဒါကိုပွက်ဆူအောင်ပြန်ပြီးတော့တည်ရပါတယ်အရသာကတော့စားတကြားမများလေးနဲ့စက်သားမုတ်အနေငယ်ကျွန်တော်ထည့်လိုက်ပါတယ်ဒါဆိုရင်တော့ချိုချင်းအရသာလေးပေါ့နော်ဆိုတော့စူပွက်နေအောင်တည်ရမယ်နော်မယုတ်စီကတော့စိုးစေးတွေပါနိုင်တဲ့အတွက်အမြဲတမ်းစားလို့တော့မသင့်တော်ပါဘူးတစ်ခါတလေပဲစားသင့်ပါတယ်နော်ကျွန်တော်ခုနကပြုတ်ထားတဲ့ဝက်ကောင်းဘာဝအတုံးတွေရပါပြီအဲ့တော့ဝက်ကောင်းတွေကနိုးပြီဆိုလို့ရှိရင်တော့ဒါဆယ်ထားရမှာဖြစ်ပါတယ်တချို့ကမလေးကြရင်တော့စောစောဆယ်ပါကျွန်တော်ကတော့နူးလေးကြိုက်တဲ့အတွက်ကြောင့်မလို့နူးတော့မှပဲဆယ်ခတ်လိုက်ပါတယ်နော်ခတ်ထားပြီးရင်တော့ကျွန်တော်တို့ဒီကျန်တဲ့ဝက်ခြေထောက်ကိုပြုတ်ထားဆက်ပြုတ်ထားမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာဒါဝတ်သားတွေကိုအနေတော်လေးတုံးမယ်ပေါ့နော်ကိုကြိုက်တဲ့အရွယ်ပေါ့နော်ဒီဝက်ခေါင်းသားနဲ့ကျွန်တော်ကတော့သုံးသက်သားတချို့ထည့်ထားပါတယ်ဆိုတော့ဝက်ခေါင်းကြီးပဲဆိုအီမှာဆိုလို့အသားလေးပါနည်းနည်းထည့်ပြီးတော့ပြုတ်ထားပါတယ်ဒါကတော့တုပ်ဖို့အစဉ်သင့်ဖြစ်ပါပြီဒါလူကြီးဝိုင်းအတွက်အဆက်ရှော့လေးကျွန်တော်တုပ်ပါမယ်တခွားသည်ခေါ်ပြီးမဖြစ်မနေပါရမှာကရှောက်ရွက်ပါရုပ်ဒီစိမ့်နည်းနည်းလေးပဲထည့်ပါတယ်ပြီးရင်တော့အချင်းကိုလိုတဲ့လောက်ထဲပေါ့နော်အချင်းများကြရင်လည်းများနည်းနည်းကြရင်လည်းနည်းပေါ့အရသာအချင်းဆိုရင်တံများသည်တော့မဟုတ်ဒီလျှောက်သည်ထညစ်လို့ရတယ်အရသာအတွက်ကတော့စက်သားမုံလေးနဲ့ကျွန်တော်ကတော့ငံပြာရီကိုပဲထည့်ထားပါတယ်ဒါကိုကြိုက်တဲ့အရသာအတိုင်းကိုလိုလိုတုပ်လို့ရပါတယ်အဓိကကတော့ဒီငရုတ်စီအရသာလေးရယ်ရှောက်ရွက်အရသာလေးရယ်ထွက်တော့မှဒါဆိုင်တွေမှာတုပ်ပေးတဲ့အရသာလေးမျိုးရမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်အများစားတုပ်ရတာပါလေဒါကတော့ဒါလူကြီးဝိုင်းဒါကတော့တိတ်မဆက်တဲ့ဝိုင်းပေါ့နော်ဟိုကောက်တုပ်ကတော့ငယ်လေးတွေကဆိုင်မှာသွားစားနေကြဆိုတော့နော်အရင်ကြိုက်တယ်ဒါကတော့လေဒါကလေးဝိုင်းပေါ့ဒါဆက်ဒါငရုတ်သီးအပုတ်မှာထည့်ပြီးတော့တုပ်မယ်နော်ဆိုတော့ပထမတစ်ခုကတော့ငရုတ်သီးစိမ်းပဲဒါကတော့ငရုတ်သီးစိမ်းကိုလည်းပို့ထည့်ထားတယ်ငရုတ်သီးအကျက်မုံကိုလည်းထပ်ပြီးတော့ထည့်ထားတယ်ပို့ပြီးတော့မွေးပါတယ်နော်ငရုတ်သီးကျက်မုံပါလို့ရှိရင်တော့ပို့မွေးတယ်ပို့ဆက်တယ်ချင်းကန်ဆက်အရသာပေါ့ခုနအရသာဒါတော့ချက်သားမုံနေငယ်တံပြားရည်နေငယ်နဲ့ငံပြားရည်ပေါ့ဒါတော့ကိုလိုတော့ထည့်ပါကျွန်တော်ကဒါတရုတ်ပုံစံလေးကျွန်တော်ဆိုင်နေမှာငယ်တုန်းကစားတဲ့ဒီဝက်ကောင်းတော့ဝက်ချောဆွပြုတ်ဆိုင်နေမှာရောင်းတယ်လို့စားတာဖြစ်တဲ့အတွက်စီချက်တို့ပဲမုံတို့ဗမာတော့မဟုတ်ပါဘူးဒါကတော့ဆိုင်မှာ Chinese ပုံစံလေးပေါ့လေအဲ့လေးပါနော်ဒါကတော့အရေးပွက်ဆူလာပြီဆိုရင်အရသာပြန်ဆက်မယ်ခြေထောက်လဲနူးသွားပြီဆိုရင်ပေါ့နော်ဒါကတော့အရသာဆက်တဲ့အခါမှာစားဘူးတဲ့သူတွေသိလိမ့်မယ်သူကအချိုမုံတိတ်မတုံးရပါဘူးတကြားကိုပို့တုံးရပါတယ်နော်တကြားတုံးပြီးတော့မှဒါကတော့ဝက်ခြေထောက်စွပ်ပြုတ်
ဖြစ်ပါတယ်ဝက်ချီလောက်ဆွေးပြုတ်မှာလည်းမပါမဖြစ်ကတော့ချက်သွန်မိတ်မရှိရင်တော့ကျွန်တော်ကရှောက်ရွက်ထည့်တာကိုပို့ပြီးတော့ကြိုက်ပါတယ်အချင်းကြိုက်ရင်အချင်းတက်ညစ်ပြီးတောက်ပါဒါဝက်ချီလောက်ဆွေးပြုတ်လေးပါဒါကတော့ဝက်ကောင်းတုပ်လေးပါစကောက်စတာကိုကနေ